တန်းတလုံးပေါင်းတင်မှုတ်ကိုလေဒါလေးကကြက်ဥရဲ့အနှစ်နဲ့သုံးတာပေါ့နော်မကျန်တချို့ကကြတော့ကြက်ဥရဲ့အကာနဲ့သုံးတယ်ဒါမှမဟုတ်ပထမဦးဆုံးဒီတန်းတလုံးပေါင်းတင်မှုတ်ကိုကြက်ဥအနှစ်နဲ့သုံးဖို့ပါပေါ့နော်သူကအရန်ကောင်းတယ်ဒါမှမဟုတ်ကြတော့တွန်းစရာလေးကိစ္စလေးရှိနေတာနဲ့အရန်ရှောင်မထားတော့ပဲနဲ့အဲ့ဒီမလျှောက်တစ်ချောက်ရှိနေလေးမှာပဲခွာလိုက်တာအဲ့ဒါကြောင့်နည်းနည်းခွာရခက်တယ်သူကလုံးဝလျှောက်သွားတဲ့အရှင်နေထိထားမယ်ဆိုလို့ရှိရင်ခွာရအရန်လွယ်တယ်အဲ့ဒီခွာရတဲ့ feeling လေးကိုကြိုက်တယ်ကွာခွာလို့ရှိရင်ဘယ်လိုလဲမသိဘူးနေရအရန်ကောင်းနေရောပဲခွာလို့လည်းကောင်းတယ်အဲ့ဒီခွာတဲ့အရသာလေးကိုစိန်ခံလို့လည်းကောင်းတယ်သိလားမမျက်နှာတိုင်းလေးကိုကြည့်လိုက်ကွာမျက်လုံးကဒါ no effort နော် no effort နှလုံးကသားရည်လေးနဲ့အမမျက်နှာပါသားရည်လေးနဲ့ဆိုလို့ရှိရင်ကွာတယ်ပေါ့နော်ဒီလားပါနှာခေါင်းဆိုလို့ရှိရင်လည်းလေမစံကြတော့စားဝတ်ရှင်နေအများကြီးရှိတယ်ဒါကြောင့်မလို့နှာခေါင်းနေဆိုလို့ရှိရင်လည်းထူထူလေးကတ်တယ်စားဝတ်ရှင်နှာခေါင်းမှာအများကြီးရှိရပေါ့နော်ဒီလူတော်တော်များများကြတော့တချို့စားဝတ်ချန်နှာခေါင်းမှာရှိတာအများเนาะဒါပေမဲ့အဲ့ဒီစားဝတ်ချန်တွေကလည်းပွားတယ်เนาะအဲ့ဒီစားဝတ်ချန်တွေကိုမတတ်ဘူးဆိုလို့ရှိရင်စားဝတ်ချန်တွေကပွားလာမှာပါးတွေအထိအဲ့လိုမျိုးပွားလာမှာပေါ့เนาะအဲ့ကြလို့ရှိရင်အရန်ကိုရုပ်ဆိုးပါတယ်